The Art of Hospitality by McKine Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ပထမတော့ကလေMcKineစဉ်းစားထားတာကဒီနေ့ပေါ့နော်CV ဘယ်လိုမျိုး prepare လုပ်မလဲပြီးလို့ရှိရင် interview မှာလာနိုင်တဲ့မေးခွန်းတွေပေါ့နော်ဘယ်လိုဟာမျိုးတွေဖြစ်မလဲပေါ့နော်အဲ့ဒါမျိုးလေးတွေကစဉ်းစားထားတာဒါပေမဲ့အခုဒီရက်ပိုင်းမှာပေါ့နော်ကိုယ့်ရဲ့ colleagues တွေရောနောက်ပြီးတော့ကိုယ့်ရဲ့တပည့်တွေရောပေါ့နော်အမေးများတဲ့မေးခွန်းတစ်ခုရှိတယ်ပေါ့နော်ကဲအဲ့ဒါလေးကိုပဲအရင်ဖြေလိုက်မယ်ဆိုပြီးတော့ဒီနေ့ဒီဟာလေးပြောဖြစ်သွားတာပေါ့နော်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ပေါ့နော်သူတို့လုပ်ငန်းခွင်ထဲမှာပေါ့များသောအားဖြင့်တော့လုပ်ငန်းခွင်ထဲမှာပေါ့နော်အနည်းဆုံးလူကဖြစ်ပေါ့နော်တချို့ဘယ်လိုခေါ်မလဲနောက်ကျောဓာတ်နဲ့ထိုးတယ်ပေါ့နော်အဲ့လိုမျိုးပြောကြတာပေါ့ကိုမပြောထားတဲ့အကြောင်းအရာဒါမှမဟုတ်လေကိုပြောတဲ့အကြောင်းအရာကိုပဲအကြီးကြီးဖြစ်အောင်လုပ်ပြီးတဲ့အခါကျတော့အထက်လူကြီးကိုသွားပြီးတော့ချွန်တာတို့ဒါမှမဟုတ်လို့ရှိရင်လည်းဟိုတငယ်ချင်းတွေချင်းချင်းနဲ့မှာပဲ conflict ဖြစ်အောင်လို့ပြောထားတာပေါ့အဲ့လိုမျိုးတွေခဏကြုံရတယ်ပေါ့နော်ကြုံရတဲ့အခါကျတော့ဒါတွေဘယ်လိုဖြေရှင်းမလဲဆိုပြီးတော့လာမေးကြတဲ့အပိုင်းရှိတယ်ပေါ့နော်ဆိုတော့ကိုလည်းငယ်တုန်းကအကြောင်းအရာလေးတစ်ခုကိုသတိရတာနဲ့ကဲဒါလေးပဲအရင်ပြောလိုက်မယ်ပေါ့နော်များသောဖြင့်အဲ့အလုပ်ထဲမှာလည်းဒီလိုမျိုးပေါ့ team တွေ conflict ဖြစ်တဲ့ခါကြလို့ရှိရင်အဲ့လိုဖြေရှင်းပေးရတဲ့ဟာတွေလည်းရှိတယ်ဆိုတော့ဒီအကြောင်းအရာမျိုးကခဏကြုံနေတဲ့ခါကျတော့ဒီလုပ်ငန်းခွင်တွေမှာလုပ်တဲ့လူတွေလည်းဒီလိုမျိုးကြုံမဲ့လို့ယူဆတယ်လေအဲကြောင့်မို့လို့ကဲဘယ်လိုမျိုးဖြေရှင်းမလဲဆိုတဲ့ဟာလေးကိုအချက်နှစ်ချက်ပေါ့နော်အချက်နှစ်ချက်ကတော့ either 1 or 2ပေါ့နော်ကြာရနီလန်းနဲ့ဖြေရှင်းလို့ရတယ်ဆိုပြီးတော့မျှဝေပေးလိုက်တာပေါ့နော်ကို့မှာဒီချက်ကောင်းတဲ့နီလန်းတွေရှိလို့ရှိရင်လည်းကိုယ့်ကိုဖြေရှင်းလို့ရတာပေါ့နော်ဒါကတော့မခိုင်ကြုံတွေ့ရတာနဲ့ပတ်သက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့တော့ပထမတစ်ခုကတော့ဘာလေးဖြစ်မလဲဆိုတော့ဒါကတော့အရင်ရိုးရှင်းပါပဲဘယ်သူမှဆိုလဲလုပ်လို့ရတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာလေးကတော့ဥပမာထားပါတော့ကိုယ့်ရဲ့အထက်အရာရှိကိုဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့တငယ်ချင်း group ထဲမှာဖြစ်ပေါ့နော်ကိုကနေပြီးတော့တခြားတစ်ဖက်သားရဲ့အကြောင်းအရာတွေကိုမဟုတ်မဟန်တွေပြောပါတယ်ဟိုဟာတွေပြောတယ်ဒီဟာတွေပြောတယ်ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်ကိုနဲ့အရန်ရင်းနှီးတဲ့လူကဖြစ်ကိုယုံကြည်ရတဲ့လူကပဲဖြစ်သွားပြီးတော့တို့ထောင်နဲ့လှုပ်ထားတယ်ပေါ့နော်လှုပ်ထားတဲ့ခါကျလို့ရှိရင်ကိုယ့်ပေါ်မှာပေါ့နော်ကိုယ့်ရဲ့အထက်အရာကြီးကအမြင်ဆောင်တာတို့ဘာတို့အဲ့လိုမျိုးဖြစ်မှာပေါ့နော်ဖြစ်တဲ့ခါကျလို့ရှိရင်ကိုကဒါတစ်ခုလူတစ်ယောက်ကတစ်ဖက်ကတစ်ခုဖြစ်နေတယ်ဆိုရင်ကိုယ့်ရဲ့ feelings ထဲမှာသိတာပါတယ်သူငါ့ပေါ်မှာတစ်ခုမကျေနပ်ဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ပထမနီလန်ကတော့မခံရဖြစ်စေချင်တာပေါ့နော်ပုံမှန်လင်းသာမေးလိုက်ပါတော့ကိုအဲ့လိုမျိုးဒီဖက်ကဖြစ်နေဆိုကိုလည်းနေလို့ထိုင်လို့မကောင်းဘူးလေအဲ့ခါကျတော့ကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်နဲ့ပတ်သက်ပြီးတော့ကျွန်မနဲ့ပတ်သက်ပြီးတော့အဆင်ပြေတာတစ်ခုရှိလားဒါမှမဟုတ်လဲကျွန်တော်လုပ်ငန်းခွင်ထဲမှာကျွန်မလုပ်ငန်းခွင်ထဲမှာဖြစ်ပေါ့နော်အမှားတစ်ခုမြန်လုပ်ထားမိလို့လားဘာညာပေါ့နော်ကိုကပုံဝင်လင်းပြောလိုက်ပေါ့ပြောလိုက်လို့ဟိုတစ်ဖက်ကလူကပြောလာတဲ့ခေတ်ဆိုလို့ရှိရင်တော့ကိုကဒါကိုပြောထားပါဘူးပြောထားတဲ့ဆိုလို့ရှိရင်လည်းကိုဘယ်လောက်တိုင်းတာထိပဲပြောခဲ့ရပေါ့နော်ကိုသူတို့အဲ့လိုမျိုးသူကြားထားသလိုမျိုးလို့လွန်ကျွန်းနေပြောထားမျိုးမဟုတ်ဘူးဘယ်လောက်ထိပဲကိုပြောထားတဲ့ဘာညာလို့ပုံဝင်လင်းဖြေပြောပြီးတဲ့ခါကျတော့ဖြေရှင်းလိုက်ပေါ့နော်100% လုံးမကြေသွားဘူးဆိုလို့ရှိရင်တော့မှအတိုင်းတာ percentage တခုတောင်ထိကတော့ကြေလည်မှုရသွားမယ်ပေါ့နော်ဆိုတော့ဒါကဒီလိုမျိုးဖြည့်ရှင်းလို့ရတယ်ပေါ့နောက်တစ်ခုကကြတော့ဟိုမှာထားပါတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပေါ့နော်ကိုယ့်ချွန်တဲ့လူကဟိုမှာအုပ်စုဖွဲ့ပြီးတော့ပဲဟိုမကြတကြပြောတာတွေဖြစ်ဒါမှမဟုတ်လည်းအတင်းတွေပြောနေတာပေါ့နော်အတင်းတွေကိုယ့်ရဲ့လူကြီးကိုပြောထားပြီးတော့တခြားတစ်ယောက်ကနေတစ်ဆင့်တစ်ခါကြားအောင်ပြန်ပြောနေတာပေါ့အဲ့လိုမျိုးတွေလည်းဒီလိုပတ်ဝန်းကျင်ရုံးပတ်ဝန်းကျင်တွေမှာလုပ်ငန်းခွင်တွေမှာအဲ့လိုအများအားဟိုညာတော့ဖြစ်ရှိနိုင်တယ်ပေါ့နော်ရှိတယ်အဲ့လိုမျိုးအခြေအနေဆိုရင်ဘယ်လိုမျိုးနေထိုင်မလဲပေါ့နော်ကိုကတော့အဲ့လိုမျိုးပတ်ဝန်းကျင်မှာရောက်နေတယ်ဆိုလို့ရှိရင်နေရတော့ခက်နေမှာပေါ့နော်လို့ဆိုတော့အကုန်လုံးတော်တော်များများပေါ့နော်ဝိုင်းပြီးပြောနေကြတယ်ဆိုတာကနေရထိုင်ရတော့ခက်မှာပေါ့အဲ့လိုမျိုးအခြေအနေမှာဆိုရင်ကိုဘယ်လိုနေမလဲပေါ့နော်ဘယ်လိုနေမလဲဆိုရင်မခိုင်နေနဲ့ပြောချင်တာကကြတော့ပေါ့နော်အဲ့လိုမျိုးကိုလာပြောနေလဲကိုကဘယ်လိုခေါ်မလဲသွားပြီးတော့ရံမတွေ့နဲ့ပေါ့နော်ဟင်တော့ငါအတင်းနေထိုင်ပြီးပြောနေကြရလားဘာဖြစ်လဲညာဖြစ်တယ်သွားပြီးရံမတွေ့နဲ့ပေါ့နောက်တစ်ခုကကြတော့ဟိုအဲ့လိုမျိုးပြောနေလဲကိုကဟိုမသိသလိုမကြားသလိုပေါ့နော်မကြားသလိုပဲအေးစစ်စစ်ပဲကိုကဟိုပြုံးမဲ့နေပေါ့နော်သူတို့ပြောနေလဲအော်ငါသိတော့သိတယ်ပေါ့နော်သိပေမဲ့လဲကိုပြောတဲ့ပုံစံမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်negligence ပေါ့နော်အဲ့လိုမျိုးနေလိုက်ပေါ့နော်အဲ့ဒီခါကျတော့လူရဲ့သဘာဝကဘာလဲဆိုတော့လေသူတို့ပြောလိုက်တယ်ပေါ့နော်သူတို့ပြောလိုက်တဲ့အချိန်မှာကိုကစိတ်တူသွားတယ်ကိုကအရန်ကိုပောက်ကွဲသွားတယ်ကိုကငိုယိုသွားတယ်ပေါ့နော်ကိုအဲ့လိုမျိုးတစ်ခုဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားတယ်ဆိုလို့ရှိရင်လူရလေ
ဟာငါလှုပ်လိုက်ရကြဟိုဘက်ကလူကတော့ဒီလိုဖြစ်သွားပြီဆိုတော့ဒါအရန်ငါလှုပ်လိုက်ရချိရောက်မှုရှိတယ်ဘာဖြစ်လို့ဒါတက်ရောက်မှုရှိတာကိုပြတာပေါ့နော်အဲ့လိုမျိုးခဏခဏကိုပြောတယ်ဆိုတယ်အတင်းတွေတုတ်တယ်ဘာညာအဲ့လိုမျိုးလုံနေလဲကိုကလေအေးစစ်စစ်ပဲပေါ့နော်ဟိုဘာမှထူးခြားတဲ့ response ကိုမပြနိုင်ဘူးပေါ့နော်ကြားလဲမကြားသလိုပဲပေါ့နော်သိလဲမသိသလိုပဲပေါ့နော်သူတို့လည်းဟိုပုံဘယ်လိုခေါ်မလဲအမူအရာမပြတ်ပဲဆက်ပြီးဆက်ဆံနေတယ်ပေါ့နော်အဲ့မျိုးကြားလာရင်မဖြစ်ဘူးဟိုဘက်ကလူ feeling ငုတ်တယ်ဟင်းဟိုဘက်ကတော့90လောက်ပြောတယ်အဲ့ဒီငါတုံးကကြားလာလားမကြားလားမသိဘူးပေါ့တုံးနေရလား response ပဲမရှိရလားခံစားချက်ပဲမရှိရလားခံစားချက်ကပျောက်နေတာလားဘလူးကြီးလဲပေါ့နော်အဲ့လိုမျိုးကြားတဲ့ခါကျတော့ဖြစ်တယ်ပြောချင်တော့ဘာပဲ response မရှိတဲ့လူကိုဘလူးကမှဆက်ပြီးမပြောချင်တော့အဲ့တော့အဲ့ဒီနည်းနဲ့လည်းဖြေရှင်းလို့ရတယ်ပေါ့နော်ဒါနံပါတ်1နီလန်းပေါ့နော်နံပါတ်2နီလန်းကကြပါလဲဆိုရင်နံပါတ်2နီလန်းကကြတော့ကိုကပေါ့နော်ကိုငယ်ချင်းအရွယ်ကလေးကဒါမှမဟုတ်ရှင်လဲကိုကလွန်ခဲ့တဲ့3-4နှစ်ထဲကလွန်ခဲ့တဲ့9နှစ်လောက်ထဲကကိုကဘာသာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိပေါ့နော်ကိုယုံကြည်သက်ဝင်မှုရှိတယ်လေပေါ့နော်အဲ့ဒါကကြတော့ဗုဒ္ဓဘာသာမှမဟုတ်ဗုဒ္ဓဘာသာဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်မွတ်စလင်ဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်ကိုယုံကြည်ရဘာသာပေါ်မှာကိုဘလောက်တောင်မှနက်နက်ရှိုင်းကိုအာယုံပြုတ်ခဲ့လေကိုစုတောင်းနေမေတ္တာပို့တွေအဲ့လိုမျိုးပေါ့နော်သက်ဆိုင်ရာဘာသာလိုက်ကိုလုပ်ခဲ့တာတွေဘာတွေရှိလဲပေါ့နော်အဲ့လိုမျိုးကိုက certain level အထိကိုဘာသာရေးကိုကိုင်းဆိုင်ခဲ့တဲ့လူတစ်ယောက်ဆိုလို့ရှိရင်တော့ဒီနေရာမှာထူးခြားတယ်ဘယ်လိုမျိုးထူးခြားလဲဆိုတော့တစ်ဖက်ကလူကကိုယ့်ကိုသွားပြီးမကောင်းကြံစီထားတယ်ကိုယ့်ကိုချွန်ထားတယ်အဲ့လိုမျိုးတွေရှိခဲ့တယ်ဆိုလို့ရှိရင်တော့လေကိုကအချိန်အတိုင်းတာအတိုလေးတွင်မဲ့ပေါ့နော်just for a short period of time ကိုက affect ဖြစ်ခြင်းဖြစ်မယ်ပေါ့နော်သူတို့လုပ်တဲ့ဟာပေါ့နော်အဲ့လိုမျိုးခဏလေးနဲ့ပြက်ကျဲသွားတယ်ပေါ့နော်ဒါမှမဟုတ်ရင်တချို့အကြောင်းအရာတွေဆိုရင်သူများကိုသွားချွန်ထားကိုကလေတိတောင်မတိလိုက်ဘူးလားလုပ်တဲ့လူကသူ့အကုသိုလ်နဲ့သူ့ထုတ်နဲ့သူသွားတယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းရှိရပေါ့နော်ဒါကတော့ဒါဘာသာရေးကိုလုပ်ခဲ့ဘူးတဲ့လူတွေမှသိမှာပေါ့နော်ဆိုတော့ဘာသာရေးလို့ပြောတဲ့နေရာမှာလည်းပေါ့နော်ဗုဒ္ဓဘာသာဖြစ်တယ်ဆိုရင်တရဏဂုံပေါ့နော်ဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိဒီတရဏဂုံကိုမနက်ကိုသက်စီညနေသက်စီအဲ့လောက်ကိုပုံမှန်နေတိုင်းရွတ်နိုင်မလားပေါ့နော်သူကနေ့စဉ်ကတော့ကိုကလောက်ရမှာပေါ့နော်ခဏတစ်ချုပ်လေးလုပ်ပြီးတော့ဟင်ငါဘာမှလည်းကြိုးမထူးဘူးတော့အဲ့လိုမျိုးတော့မရဘူးဘာလို့လဲဆိုတော့ကိုက for example အနေနဲ့ပြောမယ်ဆိုရင်ပေါ့ gym သွားဆော့တယ်ဆိုလို့ရှိရင်ကို body တကူကို transform လုပ်ချင်တယ်ပေါ့နော်တရက်ထဲဆော့ရုံနဲ့ဘာမှမပြောင်းလဲဘူးလေတလားဆော့ရုံနဲ့လည်းဘာမှပြောင်းလဲမှာမဟုတ်ဘူးပေါ့နော်အဲ့တော့လတွေနဲ့ချီနှစ်တွေနဲ့ချီပြီးတော့ကိုအားထုတ်မှပဲကိုလိုချင်တဲ့certain level ကိုရဲ့ transformation တခုကိုရမယ်ဆိုတော့ဒီမှာလည်းတူတူပဲပေါ့နော်ဘာသာရေးလုပ်တဲ့နေရာမှာလည်းကိုက design မှတ်နဲ့ဇက်တိုက်လုပ်သွားပြီဆိုလို့ရှိရင်ကိုဟာ certain level ရောက်သွားမှာပဲအဲ့ခါကျလို့ရှိရင်နော်ကိုကိုသူများမကောင်းကြံစီတာနောက်ကျောဓာတ်နဲ့ထိုးတာမဟုတ်မမှန်တာပြောလို့ရှိရင်လည်းအချိန်အတိုလေးတွင်းမဲ့ fact ဖြစ်မယ်ပေါ့နော်ဒါပေမဲ့ပုံမှန်ကြလို့ရှိရင်မကောင်းကြံစီတဲ့လူတွေကသူ့ဟာသူနဲ့သွားပြီးတဲ့ခါကျတော့ကိုယ့်အတွက်ကတော့ပြန်ပြီးတော့အဆင်ပြေသွားမှာပဲပေါ့နော်အဲ့တော့ဒီမှာမျှဝေချင်တာက either နံပါတ်1နီလန်း or နံပါတ်2နီလန်းကိုကြိုက်တဲ့နီလန်းလေးတွေသုံးလို့ရပါတယ်ဒီထက်ကောင်းတာလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းအကြံပြုလို့ရပါတယ်ဒီနေ့အတွက်ကတော့ဒီနေရာမှာပဲရပ်လိုက်ပါမယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံမယ်နော် bye bye